အားလုံးပဲမင်္ဂလာပါဖောင်းမောင်းကွန်ပျူတာသင်တန်းနဲ့မိတ်တူလုပ်ငန်းမှာကြိုဆိုပါရစေကျွန်တော်ဒီနေ့ပြောပြမယ့်သင်ခန်းစာလေးကဒီ Microsoft Office PowerPoint သင်ခန်းစာတွေကမှာကျွန်တော်ဒီ formatting presentation ပေါ့နော်formatting presentation ကိုကျွန်တော် format လုပ်တဲ့ဟာလေးတွေပေါ့ဒါက format လုပ်တယ်ဆိုတဲ့နေရာမှာကျွန်တော်တို့ Microsoft Office Word နဲ့လည်းဆင်တူပါတယ်ဘာလို့ဆိုတော့ဒီ static text font လုပ်တာတွေ text decoration လုပ်တာတွေနော်chain text text ပေါ့နော် chain text တွေဘယ်လိုလုပ်မလဲပေါ့အဲ့တော့ဒါတွေကလွယ်ကူအောင်အကုန်လုံးတော်တော်များများလည်းလုပ်တဲ့ဒီ Office Word ကိုသာကျွမ်းကျင်တဲ့သူတွေကဒါတွေအတွက်ကသိပြီးခက်မရှိပါဘူးဟုတ်ပြီဒါဆိုရင်ကျွန်တော်သင်ခန်းစာလေးစလိုက်ကြအောင် static text font ဆိုတဲ့နေရာမှာကျွန်တော်တို့ကဒီ font တစ်ခုကိုဒီပြင်တော့မယ်ကိုရိုက်လိုက်တဲ့ font ကို setting ချမှာပေါ့နော်အဲ့ font setting နဲ့မှာဘာတွေပါမလဲကျွန်တော် font type တွေ font size တွေပါမယ်နော်font type တွေ font size တွေပါမယ်ဆိုတော့ကျွန်တော်တို့ဒီ font type တွေ font size တွေကိုဘယ်လိုပြောင်းမလဲပြောင်းတာကဒါ Office Word နဲ့ကျွန်တော်ပုံစံအတူတူပဲဖြစ်ပါတယ်ဒီမှာတကယ်ကြ PowerPoint ကကျွန်တော် desktop တွေယူထားပေးပြီလားဒီထဲမှာနော်ကိုကရိုက်လိုက်တယ်အဲ့တော့ဒီမှာကျွန်တော်တို့ကဒီချိန်မယ်ပေါ့နော်ဒါဆိုကျွန်တော် Tiny Roman နဲ့လုပ်ထားတယ်ဒါဆိုရင် static text font လို့ဆိုဒီမှာဒါက home group ထဲမှာရှိတယ် home group ထဲမှာကျွန်တော် font home tab ပေါ့နော် home tab ထဲမှာ font group ထဲမှာရှိတယ်ဒီ font group ထဲမှာဒါကိုကျွန်တော်တို့ကိုပြောင်းကျင်တဲ့ဟာကိုဘာလုပ်လိုက်မလဲဆိုရင်ချိန်လို့ရတယ်ပေါ့ဒီကနေကိုကြိုက်တဲ့ font ကိုဘာလုပ်လို့ရလဲချိန်လို့ရတယ်ဒါက font type ဒီဘက်က Tiny Roman တို့ဘာလို့ဆိုတာက font type ဆိုတော့ဥမာပြည်တော်စု font ဆိုတာလဲ font type ပဲအဲ့ဒီထဲမှာကျွန်တော် font size ပေါ့သူ့ရဲ့ဘေးမှာရှိတယ်ဒီမှာ number နဲ့ပြတဲ့ဟာဒါတွေကဘာလဲဆိုရင် font size ဒီမှာထောက်ကြည့်လိုက်ရင်လည်းပေါ်တယ်ဒီကောင်ဒီ font လို့ပဲပြောတယ်ဟုတ်ပြီအဲ့ဒါဆိုကျွန်တော်ကြိုက်တဲ့အဆင့်font တစ်ခုကျွန်တော်ချိန်လိုက်တယ်သူ့ရဲ့ font type font size ကိုလည်းကိုလိုချင်တဲ့လောက်သွားပြီးတော့ချိန်လို့ရတယ်ဒါကကျွန်တော်ကရိုက်ထားပြီးသားဟာကိုပြောတာအသစ်တစ်ခုအနေနဲ့ကျွန်တော်လုပ်ပြရမယ်ဆိုရင်ကျွန်တော်တို့ဒီရင်ဆုံး Microsoft Office PowerPoint တစ်ခုကိုကျွန်တော်ယူလိုက်မယ်ဟုတ်ပြီဒါဆိုရင်ဒီမှာ PowerPoint 2013ပေါ့နော်ဟုတ်ပြီဒါဆိုယူလိုက်ကျွန်တော်တို့ဒီ PowerPoint တွေဒီလိုတွေလုပ်တဲ့အခါမှာတခုတည်းရမှာ2010 2013 2016 2019ကြိုက်တာတွေပဲပြောင်းပါလေခုဆို2021တောင်ထွက်နေပါပြီနော်အဲ့တော့ကြိုက်တာတွေပဲပြောင်းပါစေဒီ font type တွေ font size တွေဆိုတာကတော့ဒီနီမှာကျွန်တော်ပြောင်းလဲစရာမရှိပါဘူးနော်ဟုတ်ပြီဒါဆိုကျွန်တော်ဒီမှာသူ့ရဲ့ default ပေးထားတဲ့ဟာကဒီမှာဒီကောင်ကြီးပေးထားတယ်ဒါဆိုကိုရိုက်လိုက်မယ်နော်ကိုကြိုက်အစားတစ်ခုရိုက်ပြီးတော့မှပြောင်းမယ်မရိုက်ခင်ပြောင်းခြင်းလည်းပြောင်းလို့ရတယ်ပေါ့နော်ဥပမာဒါဆိုဒီမှာကျွန်တော်မရိုက်ခင်မှာဒီမှာ font ကိုကျွန်တော်ဘာလုပ်လိုက်မလဲအရင်ဆုံးချိန်လိုက်မယ်ဒါဆိုကိုလိုချင်တဲ့ font တစ်ခုကိုဘာလုပ်လိုက်မလဲချိန်လိုက်မယ်ဒါဆို area black ကိုကျွန်တော်ရွေးမယ်ကိုလိုချင်တဲ့ font ကိုရွေးလိုက်ဒါဆိုရင်ဒီမှာ font type ကိုလည်းကိုကြိုက်တာတစ်ခုဘာလုပ်လို့ရလဲဆိုရင်ရွေးလို့ရတယ်ပေါ့နော်မရိုက်ခင်ကနေရွေးလိုက်လို့ရတယ်ရိုက်ပြီးမှရွေးမယ်ဆိုတော့ select မှတ်မယ် select မှတ်ပြီးတော့ကျွန်တော်တို့ဒီကနေဘာလုပ်မလဲဆိုရင်သွားပြီးတော့ပြောင်းရမယ်နော် new slide တစ်ခုယူမယ်ပေါ့နော် new slide တစ်ခုယူမယ်ဒါဆိုရင်ကျွန်တော်ဒီမှာအဲ့ဒီတိုင်းပဲဒီမှာသူကအဲ့တော့ခုနကကျွန်တော်ဒီမှာယူခဲ့တဲ့ font ဒီဘက်မှာမဟုတ်ဘူးเนาะအော်ဒီမှာကျွန်တော်ဒါဆိုရင်သိတာအောင်ပြောမယ်စပြီးလုပ်မယ်ခါမှာကျွန်တော်ဒီမှာ click ချလိုက်ပြီသူ့ရဲ့ font type ကိုကျွန်တော်ဒီမှာ area black လို့ပြောင်းလိုက်တယ်မှတ်မိလွယ်အောင်လို့ font size ကိုလည်းကျွန်တော်ဒီမှာဒီလောက်ထိထားလိုက်တယ်ဟုတ်ပြီเนาะဒါဆိုရင်ဒီမှာကြလဲအဲ့လိုပဲကျွန်တော်ဒီမှာကြတော့ကျွန်တော်ဒီမှာဒီကောင်လေးရွေးလိုက်မယ် font size ကိုလည်းကျွန်တော်ဒီမှာဒီခါလဲချိန်လိုက်မယ်နော်ဒါဆိုရင်ဒီဟုတ်ပြီအဲ့တော့သူက slide တစ်ခုနဲ့တစ်ခုယူတဲ့အခါမှာတစ်ခုချင်းပြန်ယူပေးရမှာဖြစ်ပါတယ်Microsoft Word မှာတော့ဆိုရင်ကျွန်တော်တစ်ခါယူထားပြီးဒီစာမျက်နှာလေးအောက်ကိုဆက်ရိုက်သွားအနာချပြီးရိုက်သွားရင်လေဒီ font ဆိုရင်ကိုရွေးထားခဲ့တဲ့ font တိုင်းဒီမှာတော့မဟုတ်ဘူးကျွန်တော် slide တစ်ခုချင်းအတွက်ပြန်လဲရွေးချယ်ပေးရမယ်ဒါဆိုရင်ဒီမှာတော့ယူခဲ့တဲ့ဟာကျွန်တော်မှတ်မိတယ်နော် area black ဒီမှာကဒီ font လေးပေါ့နော်ဟုတ်ပြီဒါဆိုရင်ဒီမှာကြည့်အောင်ဒီမှာကြလဲသူ့ရဲ့မူလယူလိုက်တဲ့ဟာတိုင်း default အနေနဲ့ကြီးပဲမလုပ်နေဆိုပြောနေအဲ့တော့ဒီ Microsoft Office PowerPoint လုပ်တဲ့အခါမှာကျွန်တော်က slide တစ်ခုချင်းအရာ font setting ကိုလုပ်ပေးရမှာဖြစ်ပါတယ်နားလည်မယ်နော်ဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ကဒီ font setting လုပ်တဲ့ဟာကိုသဘောပေါက်မယ်လို့ထင်တယ် slide တစ်ခုချင်းအရာလိုက်ပြီးတော့မလုပ်ပေးရမှာဆိုပြောင်းမယ်ဟုတ်ပြီ text decoration လုပ်တယ် text decoration လုပ်တယ်ဆိုတော့ text ကိုကျွန်တော်အလှဆင်ပါပါဘာတွေအလှဆင်ပါလဲဆိုတော့ဒီဘိုးလုံးမှာလားအလှဆင်နေဆိုတာထက်ပေါ့နော်ဘိုးလုံးမှာလားစောင်းမှာလားမြင်းသားမှာလားအဲဒီမှာကျတော့ဗာလေး PowerPoint ဗာလေးပါ texture လေးပါလာtexture လေးပါလာဗာလေးအဆင်ပြေစီလဲဆိုတော့ဒီမှာ shadow လေးကိုနှိပ်လိုက်ရင်ကျွန်တော် shadow ပုံစံလေးပေါ်လာဒီမှာကြွသွားနော်ပုံစံကမတူသိစားခြင်းကျွန်တော်တို့ဒီမှာကျွန်တော် font size လေးနည်းနည်းကြည့်ပြမယ်44ဒီကောင်လေးကိုကျွန်တော်မျိုးဆိုဒီမှာပုံစံတိုင်းပုံမှန်လေးတိုင်းမြင်ရတယ်
ဒီကောင်လေးကိုကျွန်တော်က share လေးထည့်လိုက်မယ် share ပုံစံလေးပါထည့်လိုက်မယ်ဆိုရင်မြင်နေရမှာဖြစ်ပါနော်ဟုတ်ပြီဒါဆိုရင် test recording မှာကျွန်တော်တို့ဒီကောင်လေးဘိုးလုပ်မယ်ဘိုးလုပ်ချင်တယ်ဆိုရင်ဒီကောင်ကိုဘာလုပ်မလဲ select မှတ်ပြီးဘာလုပ်မလဲဘိုးလုပ်မယ်နော် select မှတ်ပြီးဘိုးလုပ်မယ်ပြီးရင်စောင်းချင်တယ်ဆိုရင်စောင်းမယ် underline တားချင်တယ်ဒါလေးကိုနှိပ်လိုက်မယ် share ထည့်ချင်လဲ share ထည့်လို့ရတယ်နော်ဒါဆို test decoration လောက်တာဒါမျိုးပါဟုတ်ပြီနောက်တစ်ခါဒီမှာဒါ test decoration နဲ့မှာပါဝင်တယ်ပေါ့နော်ဒါကဒီမှာကျွန်တော်တို့ PowerPoint မှာဆိုရင် share လုပ်တာလေးပေါ်လာတယ်ဒါကရိုက်ထားပြီးသားကိုလုပ်တာမရက်ခင်ကနေကကိုကလှုပ်ချင်တယ်ဆိုရင်ကြတော့တစ်ခါလေးသွားပြင်ပေါ့ဒီမှာ click ချလိုက်ပြီးကိုကြိုက်တဲ့ font ကိုမလုပ်မလဲဆိုရင်ရွေးမယ်ဒီဟာတစ်ခုရွေးမယ်နောက်တစ်ခါဒီ font size ကိုလည်းထားမယ်ဟုတ်ဒါဆိုဘိုးထည့်မယ်ဆိုရင်ဘိုးလေးကိုနှိပ်ထားလိုက်စောင်းကျင်တယ်ဆိုတော့စောင်းတာ underline ကိုတားမယ် underline share ထည့်မယ်ဒါဆိုအကုန်လုံးနှိပ်လိုက်ပြီအကုန်လုံးနှိပ်လိုက်ပြီးတော့ရိုက်လိုက်သူ့ရဲ့ပုံစံတိုင်း share လေးရောပါမယ်ပေါ့ဟုတ်ပြီဒါ share မပေါ်ခြင်းဘူးဆိုတော့မလုပ်မလဲ share မနှိပ်နဲ့ပေါ့ဒါဆို share ပြန်ဖြတ်လိုက်ပြီကျွန်တော်ဟုတ်ပြီနော်ဆက်လက်မှတ်ပြီးတော့မှမလုပ်မလဲဆိုရင်ပြန်ပြီးတော့ဖြတ်ရမှာဖြစ်ပါတယ်ဒါဆိုရင်ဒီ test decoration ကိုလည်းကျွန်တော်နားလည်လိမ့်မယ်လို့ထင်ပါတယ်အဲ့တော့ဒီမှာဒါလေး share လေးပါလာတယ်ဒါခေါင်းစဉ်မှာအလှဆင်တဲ့အချိန်မှာ share လေးသုံးရင်ပို့ပြီးတော့လှသွားတာမျိုးလေးဖြစ်မှာပေါ့နော် share ထည့်လိုက်တဲ့ပုံစံအနေထားလေးပါကဲဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ကဒီမှာ change tag case ကဘယ်လို change မှာလဲပေါ့နော် tag case ကဘယ်လို change မှာလဲဟုတ်ပြီ change မှာလဲဆိုတော့ဆိုလိုတဲ့သဘောဒီ tag case change တာဒီကျွန်တော်တို့ကဒီမှာဒီစာကြောင်းကျွန်တော်ရိုက်ထားတယ်အဲ့ဒီနားလေးမှာဒီပုံစံလေးနော်မ chain case ကိုပြောတယ် test case လို့ပြောတော့ chain case လို့ပဲပြောတယ်ဒီကောင်လေးကဘာလဲဆိုရင် standard case လုံးမှာလားဒါကျွန်တော်ရိုက်ထားတာပေါ့ standard case ဆိုတော့ဒါလောက်ဆရာလို့ lower case အကုန်လုံး lower case ဆိုရင်ဒီမှာရှေ့ဆုံးက display ကဘာဖြစ်သွားလဲဆို automatic ပြောင်းသွားတယ်နော်အဲ့တော့ဒီမှာ lower case ဆိုရင် display က t လေးကအသေးပုံစံဖြစ်သွားတယ် upper case ကိုရွေးမယ်ဆိုရင်စကားလုံးတိုင်းဒီအကြီးဖြစ်သွားမှာဒါကြ capital each word စကားလုံးတိုင်းဒီပါလဲဆိုလို့ရှိရင်အကြီးတွေဖြစ်ကုန်ဟုတ်ပြီနော်ဒါကကြတော့သူ့ရဲ့ဒီပုံစံလေး toggle case ခေါ်တာပေါ့နော်ကြီးပထမဆုံးစကားလုံးသေးမယ်နောက်စကားလုံးတွေကြီးမယ်ပထမဆုံးလုံးသေးမယ်နောက်စကားလုံးတွေကြီးမယ်ဆိုတဲ့ပုံစံပါနော်အဲ့တော့ကျွန်တော် lower case ရွေးရင်ဒီလို lower case ဖြစ်သွားမှာဒါကတော့ရိုက်ပြီးသားစကားလုံးတွေမှာမြန်နေတာအောင်လို့ပေါ့နော်အဓိကဒီလိုဒါဆိုရင်ကျွန်တော်တို့ကဒီမှာ chain case လုပ်ကြည့်လိုက် lower case လုပ်လိုက်မယ်ဟိုမှာ upper case လုပ်ကြည့်မယ်နော်ဒါကိုစိတ်ကြိုက်ပါလို့ရတယ်ပြောင်းလို့ရ standard case ဆိုရင်ခြေဆုံးစကားလုံးကအကြီးနဲ့သွားမယ်ပုံစံဖြစ်သွားတယ်ပေါ့နော်ဒါကကျွန်တော် chain tag case ကိုလုပ်တာနောက်တစ်ခါကျွန်တော်ဒီမှာခုန character spacing ဆိုတာကဘာလဲဆိုတော့ကျွန်တော် normal လုပ်ထားတယ်ဘာလဲဆိုတာလည်းကျွန်တော်ကြည့်အောင်ဒီကောင်လေးကိုနှိပ်ကြည့်လိုက် very tight အလွန်းကိုနီးကပ်ဖြစ်သွားမယ်ဒါစကားလုံးတစ်လုံးနဲ့တစ်လုံးကြားအကျယ်လေးပါဟုတ်ပြီနော်စကားလုံးတစ်လုံးနဲ့တစ်လုံးကြားမှာ very loose ဟောဒီမှာ most spacing ကိုနှိပ်လိုက်မယ်ဆိုကျွန်တော်ကိုချဲချင်တယ်လို့ချဲလို့ရမယ်ပေါ့ဒီကနေ character spacing ကနေကျွန်တော်ဘယ်လောက်ချဲမလဲဆိုတာကိုဘာလို့ရလဲချဲလို့ရဒီမှာနော်ဒါလေးကစကားလုံးတစ်လုံးနဲ့တစ်လုံးကကိုကကြဲလေးမြင်ကျင်လားဟိုကြုံကျင်လားကြဲကျင်လားပေါ့နော်ဒါလေးကိုသွားပြီးတော့စကားလုံးတစ်လုံးနဲ့ကြားအကျယ်ပေါ့ဒီလိုလေးရွေးလို့ရပါတယ်เนาะဒါ normal မှာပဲကျွန်တော်တို့ထားပြီးရိုက်ကြတယ်ဥပမာလိုအပ်လာတဲ့ခါမျိုးမှာဒီကောင်မျိုးလေးရလဲသုံးလို့ရတယ်ဗောနော်ဒီကောင်လေးကိုသုံးလိုက်မယ် type ဆိုရင်နီးနီးကပ်ဖြစ်သွားမယ်နောက်ကကျဲကျင်ဒီလိုလေးချဲပေးမယ်ဗောနော်ဒါစကားလုံးညီအောင်ညီတဲ့အခါမျိုးတွေမှာကျွန်တော်တို့ကဒါမျိုးသုံးမယ်ဆိုရင်လည်းသုံးလို့ရပါတယ်เนาะဒါကဒီဟိုပါဗောနော် character spacing ပေါ့စကားလုံးတစ်လုံးနဲ့တစ်လုံးချအကွာအဝေးလေးเนาะဒီခုနကကျွန်တော်ပြောဖို့ကြံသွားတဲ့အထက်မှာဒီဟာလေးဗောနော် strike through ပေါ့ဒါ test decoration ကြံသွားတာဒီစကားလုံးတွေကျွန်တော်ဖြတ်တဲ့ပုံစံမျိုးလုပ်ချင်ဒီကောင်လေးသုံးလို့လေရဒါက what နဲ့အတူတူပဲเนาะအကုန်လုံးဒီ what နဲ့အတူတူပဲဖြစ်ပါတယ်ဟုတ်ပြီဒါဆိုရင်ကျွန်တော်နောက်တစ်ခုကပါလဲဆို text color ဒါလည်း what နဲ့အတူတူပါပဲ text color ဒီကျွန်တော်တို့ကကိုစိတ်ကြအယောင်ရွေးမယ်เนาะ text color ဒီကနေရွေးတယ်ဒီကနေရွေးတဲ့အခါမှာကျွန်တော်ကိုကြိုက်တဲ့အယောင်ရွေးလို့ရဒီထဲကအယောင်တွေကိုမကြိုက်ဘူးเนาะဒါဆိုကျွန်တော်အနီအောင်ပြောင်းလိုက်ဒီထဲကအယောင်တွေကိုမကြိုက်ဘူးဆိုရင်ကျွန်တော်တို့ကဒီမှာ mode color ဆိုတာရှိတယ်mode color နဲ့ကိုယ်စိတ်ကြိုက်အယောင်တွေသွားဆက်လို့ရဒါ standard အနေနဲ့ပြောတယ် custom အနေနဲ့ဆိုရင် RGB ကိုကျွန်တော်တို့စိတ်ကြိုက်သုံးပြီးတော့မလုပ်ရမယ်ဆက်လို့ရပါတယ်ကိုယ်စိတ်ကြိုက်အယောင်ပေါ်ပြီးတော့ရွေးချယ်လို့ရပါတယ်ဒါကတော့သူ့ရဲ့ဒီမှာဒီလိုလေးရွေးသွားရင်ရပါတယ်ဒီကနေကဏ္ဍရိုက်ထည့်ပြီးတော့ရွေးမယ်ဆိုရင်လည်းကျွန်တော်တို့ ရွေးလို့ရတယ်ပေါ့နော်အဲဆိုရင်သူက255 ပဲရှိတယ်ဒီကောင်မရဘူးအမြင့်ဆုံးပေါ့နော်ဒီကောင်ကြတော့ဥပမာဆိုကြပါတော့50လောက်ပဲကျွန်တော်ထားလိုက်မယ်အဲဆိုဘာအောင်လဲပေါ့အစိမ်းပေါ့နော်အဲဆိုဒီကောင်လေးကိုကျွန်တော်တင်ပေးမယ်ဒီကောင်ကို255ထိထားမယ်ဆိုရင်ဘာအောင်ဖြစ်သွားမလဲနော်ဒါကိုစိတ်ကြကာလာတွေကျွမ်းကျင်တဲ့သူတွေအတွက်ဆိုရင်အဆင်ပြေမယ်လို့ထင်ပါလားဆိုအဝါရောင်ပေါ့နော်အဝါရောင်မှဒီပုံစံဒါကိုစိတ်ကြအယောင်လေး
ရွေးတာပါမိုးကာလာကနေ caster နဲ့ဟိုသွားပြီးကိုယ်စကြအောင်နေရွေးလို့ရတယ် standard ထဲကနေလည်းရွေးမယ်ဆိုရင်ရွေးလို့ရတယ်အဲ့လိုမှမဟုတ်ဘူးဆိုရင်အလွယ်ကိုဆိုရင်တော့သူစီမှာပေးထားပြီးသားအကြောင်းတစ်ခုကိုဒီတိုင်းလေး click နှိပ်ပြီးတော့ယူလိုက်တာနဲ့ရသွားမှာဖြစ်ပါနောက်တစ်ခုက highlight လုပ်တယ် highlight လုပ်တယ်ဆိုတော့ကျွန်တော်တို့ကနော်ဒီမှာဒါ clear format ဒီပေါ့နော်ဒီမှာကတော့ highlight လုပ်တာမပါဘူးဟို sorry highlight လုပ်တာအနေမှားဆိုလို့ဒီဟာပြောချင်တာဖြစ်တယ်နော် clear format တွေဆိုခုနကကျွန်တော်လုပ်ခါတဲ့ format တွေအကုန်လုံးဘာလုပ်လဲရွေးချယ်ပလိုက်တာဖြတ်ပလိုက်တာပေါ့နော်သူရဲ့ default format ကိုပြန်ရောက်သွားအောင်လုပ်တာဖြစ်ပါတယ်ဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ကဒီမှာနောက်တစ်ခါ text alignment ဆိုတာကတော့ဒါသိပြီးသားဖြစ်မှာပါ what တင်နန်းကြည့် what ကိုကြည့်ထားပြီးတဲ့သူလည်းသိပြီးသားဖြစ်နေမှာဘယ်လိုမျိုးလုပ်မလဲ text alignment ဆိုတာကကျွန်တော်တို့ကဒါ justify လုပ်တာနဲ့မလုပ်တာနဲ့ပဲကွာတာပါဟုတ်ပြီနော်အဲ justify လုပ်မယ်ဆိုရင်ကျွန်တော်တို့ကဒါဆိုရင်သူက align left ပေါ့နော်ဒီ left ကိုအညီထားတယ်ပေါ့ဒါဆိုရင် center ကိုရောက်သွားမယ်ဟုတ်ပြီနော်ဒါဆိုရင် right ကိုအညီထားမယ်ညာဘက်ကိုဒါကတော့ justify ဆိုတာတော့အားလုံးအညီကိုထားတာဖြစ်ပါတယ်နော်ဟုတ်ပြီဒါဆိုရင်ဒီဟာလေးကဒီ alignment chainer လေးပေါ့နော် alignment chainer လေးကိုလုပ်တာပါalignment chainer ကလည်းကိုအများအသုံးများတာကတော့စာကြောင်းလိုရိုက်တယ်ဆိုရင်ဒီ justify လုပ်ထားတာကအကောင်းဆုံးလို့မြင်ပါတယ်ဒါနဲ့လိုအပ်တဲ့အခါမျိုးတွေမှာတော့ကောင်းတယ်ဆိုရင်တော့ကျွန်တော်တို့က center မှာသုံးမှာပေါ့နော်ကိုအဆင်ပြေတဲ့ဟာလေးတွေကိုဒါကကိုဘယ်လိုပြောမလဲ decoration ကိုလုပ်ချင်တဲ့ဟာလေးတွေကိုပေါ်မှာမူတည်ပြီးတော့ဒါလေးတွေရွေးချယ်ပြီးသုံးရမယ် tool လေးတွေဖြစ်ပါအဲ့တော့ font size ကိုခုနကကျွန်တော်ကပြောသွားတဲ့ထဲမှာကျွန်တော်ဒီမှာဒါလေးနဲ့လည်းကြီးကြီးတိုးချင်ရတယ်နော်ဒါဆို increase font size သူကသူ automatic ခါလေးတိုးပေးသွားတယ်နော်သိချင်လည်းဒီကောင်းလေးကိုနေတယ်ဟိုကတော့ဒီထဲမှာတော့ဒီမှာသူကတော့66ထိပေးထားတယ်ကိုစိတ်ကြိုက်100လောက်ချင်လဲ100ဆိုပြီး keyboard ကနေရိုက်ထည့်လိုက်လို့ရတယ်ဗောနော်ဒီထဲကိုသွားပြီး select မှန်လိုက်နော် select မှန်လိုက်ဒါအောင် select မှန်ရင်လည်းဖြတ်ပလိုက်ကာစာလေးချပြီးတော့ဖြတ်လိုက်ပြီးရင်100ဆို100လောက်ပလိုက်ကိုစိတ်ကြိုက်ပြီးရင် enter လေးခေါက်လိုက်ဒါဆိုဒီစကလုံးတွေက100ဖြစ်တော့ကိုစိတ်ကြိုက်ကြည့်လို့သေးလို့ရပါတယ်နော်ဒါကိုစင်ပြေသလိုကိုလုပ်ရမယ့် design ပေါ်မှာမူတည်ပြီးတော့ကျွန်တော်တို့ဘာလို့ရမလဲရွေးချယ်ရမယ်တူးတွေဖြစ်ပါတယ်အဲ့တော့ဒါလောက်တာတွေကအကုန်လုံးဒီအတူတူပဲword နဲ့လည်းအတူတူပဲဒီ PowerPoint မှာလည်းအတူတူပဲဆိုတာကိုကျွန်တော်ကပြောပြခြင်းဖြစ်ပါတယ်ဒါလို့ဆိုရင်တော့ခုကျွန်တော်ပြောတဲ့ဟာလေးတွေကိုလိုက်ပြီးလုပ်ကြည့်လို့ရမှာထင်ပါတယ်ဒီ setting dashboard decoration chain text alignment ဆိုတာလေးတွေကတော့အင်မတန်မှလွယ်ကူတာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ဗျ